တွေမှာအသိဉာဏ်ရတဲ့အချိန်နဲ့မရတဲ့အချိန်တူမှမတူတာအသိဉာဏ်မရသေးဘူးဆိုရင်လူဟာလမ်းစာပြောင်းနေတယ်လို့ဖြစ်တယ်အသိဉာဏ်ရတဲ့အချိန်မှာဘဝအေးချမ်းတဲ့ဘဝမျိုးသူနေနိုင်တယ်ရွေးချယ်နိုင်သွားတယ်အရင်လူတောကတွေသိမများတော့ဘူးဒါကြောင့်မို့တတ္တမသောနာသူတော်ကောင်းတရားကိုကြားနာလိုက်ရတာအသိဉာဏ်တွေရသွားတာဖြစ်လို့အေးချမ်းမှုကိုပေးနိုင်တယ်လို့သူဆိုတာအဲ့ဒီလိုတာအမိတွေပြောပြီးတော့မြတ်စွာဘုရားရဲ့စကားကိုစိုက်ပြီးတော့နားလိုက်ကြတာအင်မတန်လေးနဲ့တဲ့မြတ်စွာဘုရားတရားကိုနားနိဗ္ဗာန်အကြောင်းဟောတယ်ဆိုလို့ရှိရင်ပရိသမီရမေကပါဠိတော်ကဆိုတဲ့စကားလုံးလေးတစ်ခုကိုချိန်လိုက်ပိဿနံပိဿခန္ဒီနော်ခန္ဓာ၅ပါးဆိုတာဒုက္ခပဲပိဿခန္ဓာခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးကိုဘုန်းကြီးတို့တွေဘယ်လိုထင်နေတုံးဆိုငါလို့ထင်တယ်ငါဟာလို့ထင်တယ်ကိုရထားတဲ့ခန္ဓာ၅ပါးကိုကိုယ့်အကိုစဉ်းစားကြည့်လောကလူတွေတမန်အားဖြင့်ကြည့်မယ်ဆိုရင်ငါလို့ထင်တယ်ငါဟာလို့ထင်လာဝိပဿနာဉာဏ်မြင်နဲ့ကြည့်လိုက်တဲ့အခါကျတော့ငါဆိုတာရောရှိသလားငါဟာဆိုတာရောရှိသလားလို့တခုစီအသေးစိတ်လေ့လာကြည့်တဲ့အခါငါဆိုတာလည်းရှာမတွေ့ဘူးငါဟာဆိုတာလည်းရှာမတွေ့သို့သောတမန်အားဖြင့်ငါဆိုတာပဲဟာလဲလို့ဆိုရင်ကိုယ့်ကိုယ်လည်းညှို့ထုတ်ပြောကြမှာပဲငါဆိုတာဒါပဲပေါ့အဲ့ဒါလို့ငါဟာဆိုတဲ့အထင်မြင်ရောက်နေသမျှကလပ်ပတ်လို့ဘာဖြစ်လဲငါလို့သတ်မှတ်တဲ့အရာငါဟာလို့သတ်မှတ်တဲ့အရာဒီတိုင်းနေမှာမဟုတ်ဘူးတဖြည်းဖြည်းအနိစ္စသဘောအရမတည်မြဲလို့ပြောင်းလဲလာမယ်အဆိုးပဲကိုရိုင်းလာမယ်အညထာဘာဝတစ်မျိုးတစ်ပုံပြောင်းသွားပြီဆိုလိုက်တာနဲ့တပြိုင်နက်ခန္ဓာ၅ပါးကိုငါလို့ထင်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာဖြစ်လာတော့ဆိုတောကတဲ့ပရိဒေဝဒုက္ခဒေါမနတာဒါတွေဝင်လာတော့တာပဲသိချာငါမှဖြစ်ရလေခြင်းငါဟာမှဖြစ်ရလေခြင်းနဲ့တွားတော့တာပဲလေဘာလို့လဲဆိုသူကငါလို့ထင်ထားတာဟုတ်မျက်စိကိုငါလို့ထင်တယ်မျက်စိပြက်ဖို့ကြုံလာပြီဆိုလို့ရှိရင်တော့ငါလို့ထင်ထားတဲ့မျက်စိသို့မဟုတ်ငါမျက်စိငါဟာလို့ထင်ထားတယ်မျက်စိဒုက္ခဝေဒနာဖြစ်လာပြီမာရေတွေကကြီးလာပြီဟိုဘက်ထီအောင်ကူးတော့မယ်ဆိုရင်ဘယ်တော့စိုးရိမ်ကြမလဲလူတွေမှာနော်ကူးလို့မရတော့ဘူးဆိုတဲ့လူတွေဘယ်တော့တိုင်တော့ကဖြစ်လိုက်ဘာဖြစ်လို့ဒီလိုဖြစ်ရတာလဲငါလို့ဆွဲလန်းထားလို့ငါဟာလို့ဆိုအစရတဲ့ကမျက်စိဆိုတာစက္ကုပ္ပတာရာယုတ်ပဲဒီဟာသူ့အကြောင်းကြောင့်သူဖြစ်နေတာကံတရားကြောင့်ဖြစ်တယ်ဥဒုတို့စိတ်တို့အာဟာရတို့ကပံ့ပိုးထားတာသူဖြစ်ချိန်တန်လို့ဖြစ်လာတာပြက်ချိန်တန်လည်းပြက်မှာပဲငါမဟုတ်ဘူးဆိုတဲ့အမြင်ကြီးကိုရှင်းရှင်းလင်းလင်းမြင်ထားမယ်ငါဟာမဟုတ်ဘူးဆိုတဲ့အမြင်ကိုရှင်းရှင်းလင်းလင်းကြီးမြင်ထားမယ်ဝိပဿနာ